စီချတဲ့နေရာခန္ဓာကိုယ် transformation လုပ်တဲ့အချိန်မှာကျွန်တော် fasting ကိုအကျိုးရှိရှိသုံးတတ်မယ်ဆိုရင်ဒါကကျွန်တော်တို့တော်တော်အကျိုးရှိတဲ့အကြောင်းအရာတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ fasting နဲ့ပတ်သက်ပြီးတစ်ချက်လောက်လေ့လာကြည့်အောင် fasting ဆိုတာကတော့ကျွန်တော်တို့အစာဖြတ်တာပေါ့နော်လူတွေသိထားတဲ့အတိုင်းပဲအဲ့ဒီမှာကျွန်တော်တို့ကနီးလန်းနေအများကြီးရှိတယ်ကျွန်တော်တို့ဘယ်လိုဖြတ်မှာလဲဘယ်အချိန်တွင်းမှာစားပြီးဘယ်အချိန်တွင်းမှာမစားမှာလဲဒီလိုမျိုးတွေပေါ့အများကြီးရှိတယ်အဲ့ဒါကိုတော့ကျွန်တော်အသေးလေးမပြောချင်တော့ဘူးကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာက16ရှစ်ကျွန်တော်လူများစုသိပြီးသား16ရှစ်ဒီ fasting မှာကျွန်တော်တို့ body transformation နဲ့ဘယ်လိုတွဲပြီးလုပ်ရင်ဆင်ပြေမလဲဆိုတဲ့အကြောင်းအရာတွေကျွန်တော်တို့ခန္ဓာကိုယ်က fasting လုပ်နေတဲ့အချိန်မှာ energy ကိုဘယ်လိုသုံးလဲဆိုတဲ့အချက်တွေကိုကျွန်တော်မျှဝေပေးမှာဖြစ်တယ် okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကစားလိုက်တဲ့အစာအစာတွေကိုဘယ်လိုသုံးလဲကျွန်တော်တို့စားတဲ့အစာအုပ်စုတွေကကျွန်တော်တို့ပုံမှန်အားဖြင့် protein carbohydrate fat ဒါပဲဒီသုံးမျိုးကိုကျွန်တော်တို့က carbohydrate ကိုကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ရောက်တဲ့အချိန်မှာ glucose ဖြစ်နေပြောင်းတယ် protein ကို amino acid အနေနဲ့ပြောင်းတယ်ကျွန်တော် fat ကိုကျွန်တော် fatty acid အဖြစ်ပြောင်းပြီးတော့မှကျွန်တော် cell တွေကနေဆင်းကျွန်တော်ဒီ mitochondria စီကိုတွားတယ်အဲ့ဒီကနေရမှာကျွန်တော်တို့က glucose တွေကျွန်တော်တို့ fat တွေ amino acid တချို့ကိုကျွန်တော်တို့က oxygen နဲ့ပေါင်းပြီးတော့ adenosine triphosphate ဆိုတဲ့ energy currency အနေနဲ့ကျွန်တော်တို့ကပြန်ပြီးတော့သုံးရတာပေါ့နော်တကယ်တမ်းကကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်စားလိုက်တဲ့အစာအစာတွေကို energy ဖြစ်တိုင်းရဲ့သုံးလို့မရဘူး ATP အဖြစ်နဲ့ပဲကျွန်တော်တို့ပြောင်းပြီးတော့သုံးတာပေါ့နော်အဲ့တော့ကျွန်တော်တို့က fasting လုပ်နေတဲ့အချိန်မှာ energy ကဘယ်ကနေရတာလဲတချို့လူတွေကကျွန်တော်တို့က fasting လုပ်တဲ့အချိန်မှာ muscle loss ဖြစ်မှာကြောက်တယ်ဒါပေမဲ့ဒါကကျွန်တော်တို့လုပ်တဲ့အချိန်နဲ့ကျွန်တော်တို့လုပ်တဲ့နီးစနစ်ပေါ်မှာမူတည်တယ်အဲ့တော့ခန္ဓာကိုယ်ကအဲ့လောက်ကြီးကျွန်တော်တို့မညံ့ဘူးပေါ့နော် smart ဖြစ်တယ်သူ့မှာ energy backup system တွေရှိတယ် okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ကအစားပြီးတော့ကျွန်တော်တို့4နာရီလောက်အတွင်းမှာကျွန်တော်တို့ခန္ဓာကိုယ်တွေကနေ glucose တွေကို carbohydrate ကနေဖြိုခွဲလိုက်တဲ့ glucose တွေကိုကျွန်တော်တို့ကသုံးတယ်သုံးတော့အဲ့ဒီ glucose တွေကျွန်တော်တို့ပို့သွားပြီဆိုရင်အဲ့ဒီ glucose တွေကိုကြတော့ကျွန်တော် liver နဲ့ muscle ထဲမှာသွားပြီးတော့တင်ထားတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့က glycogen ကိုလည်းတင်တယ်ကျွန်တော်တို့ပြီးတော့ fat လည်းကျွန်တော်တို့စားတဲ့ diet ပေါ်မှာမူတည်ပြီးကျွန်တော်တို့ fat storage လည်းတက်လာမယ်အဲ့တော့ကျွန်တော်တို့က glycogen ကိုလူတစ်ယောက်မှာပမာဏဘယ်လောက်ထိတင်ထားနိုင်လဲပေါ့နော်ဒါ average ပေါ့အဲ့တော့ကျန်းမာတဲ့လူတစ်ယောက်မှာဆိုရင်ကျွန်တော် liver မှာကျွန်တော်တို့ glycogen ကို80ကနေ120 gram လောက်ထိတင်ထားနိုင်တယ် muscle မှာဆိုရင်တော့ muscle ကတော့တစ်ယောက်နဲ့တစ်ယောက် muscle mass ကမတူတဲ့အတွက် average ပြောရလို့ရှိရင်ကျွန်တော်300ကနေ600ကျားလောက်ထိတင်ထားနိုင်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကြောင့် carbohydrate ဖြတ်တာနဲ့ကျွန်တော် weight တွေကျသွားတယ်ဆိုတာဘာလို့လဲဆိုတော့နောက်မှာကကျွန်တော်ဒီ glycogen 1 gram ကိုကျွန်တော်တို့ storage လုပ်ဖို့အတွက်ရေ4 gram ကျွန်တော်တွဲပြီးတော့တင်ရတယ်အဲ့တော့ကျွန်တော်တို့ဒီ glycogen ရှော့သွားပြီဆိုတော့ခန္ဓာကိုယ်ကလည်းရေ weight ပါလိုက်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ carbohydrate ဖြတ်လိုက်ပြီဆိုတော့ weight ကျတာမြန်တယ်အဲ့တော့ကျွန်တော်တို့ကကျတယ်လို့ခံစားရတယ်တီးတဲ့ကျသွားတယ်ပေါ့ဒါပေမဲ့အဲ့ဒါကျတာတွေကကျွန်တော်တို့က fat အစီကျသွားတာမဟုတ်ဘူးဒါကိုရှင်းရှင်းလင်းသိဖို့လိုရတယ်ဒါ glycogen နဲ့ကျွန်တော်ရေ weight တွေကျသွားတာအဲ့တော့ကျွန်တော်4နာရီကနေ4နာရီနောက်ပိုင်း12နာရီအတွင်းလောက်မှာ4နာရီကနေ12နာရီအတွင်းလောက်မှာဆိုရင်ကျွန်တော်တို့က liver နဲ့ glycogen တွေစပြီးတော့တုံးတယ်ဘာလို့လဲဆိုတော့ကျွန်တော် blood sugar level ညှိဖို့အတွက် insulin ကလည်းအဲ့ချိန်မှာကြာလာပြီဘာလို့လဲဆိုတော့အစာမစားတာ4နာရီကျော်သွားပြီကျွန်တော်4နာရီကနေ12နာရီအတွင်းလောက်ဖြစ်သွားပြီဆိုလို့ရှိရင် insulin လည်းလျော့သွားတယ်တော့ကျွန်တော် blood sugar level ကျတယ်ကျတော့ခန္ဓာကိုယ်အမှလိုက်ပြီးတော့တိုင်းထားတဲ့ဟာကိုထုတ်ပြီးတော့ကျွန်တော်လိုက်ညှိပြီပေါ့နော်ညှိတဲ့ချိန်မှာနောက်ဆုံးကျွန်တော်10နာရီ12နာရီလောက်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့က glucose တစ်ခုတည်းမသုံးတော့ဘူးကျွန်တော်ဒီ fat နဲ့ပါတွဲပြီးတော့သုံးတယ်အဲ့ဒီရဲ့နောက်ပိုင်း12နာရီနဲ့ကျွန်တော်16နာရီရောက်သွားပြီဆိုရင်တော့ဒါကကျွန်တော် glucose လည်းသုံးပြီးသွားပြီအထိုက်အတင်သုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီ insulin level တော်တော်လေးကိုနှိမ်သွားပြီဘာလို့လဲဆိုတော့12နာရီလို့ကျွန်တော်အစာမစားပဲဖြစ်သွားပြီ glucagon နဲ့ကျွန်တော် adrenaline ကတက်လာပြီးတော့ကျွန်တော် fat cell တွေကနေ triglycerides ဆိုတဲ့ဟာကိုဖြိုခွဲပြီးတော့တတိပြောရင်အစီတွေကနေ fatty acid တွေကိုဖြိုခွဲပြီးတော့ကျွန်တော် energy ပြည့်စပြီးတော့သုံးပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒါတွေကတော့ဟို10နာရီ12နာရီပဲအချိန်မှစပြီးအဲ့ဒါကိုစသုံးနေဆိုတော့တယောက်နဲ့တယောက်ကစားတဲ့စားတောက်တွေခန္ဓာကိုယ်ချိုးစားတွေကျွန်တော် muscle mass တွေ metabolism တွေမတူတဲ့အတွက်အတိအကျကြီးတော့ပြောလို့မရအောင်ဒါကတော့မှန်းကြည့်ပေါ့နော်12နာရီနောက်ပိုင်းလောက်မှဆိုရင်များသောအားဖြင့်အဲ့လိုသုံးကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့က16 shit ဆိုပြီးတော့သုံးတာ16 shit ဆိုပြီးတော့လောက်တာအဲ့တော့16နာရီအောက်လောက်မှာကျွန်တော်12နာရီလောက်ပဲလုပ်တယ်ဆိုရင်တော့ကျွန်တော်ကပါမဖြစ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော် fat ကို3ချိန်မှသုံးအောင်ပါအဲ့ဒါကြောင့်ကျွန်တော်တို့က16နာရီလောက်ထိ
အကုန်လုံး average မိအောင်လို့16နာရီအတွင်းမှာမစားဘူး16နာရီကျော်မှပြန်စားရဲဆိုတော့အချိန်ကျမှကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ glucose လေးကုန်ပြီးတော့ကျွန်တော်တို့ဒီ insulin level လေးလုံးဝအနေဆုံးကိုရောက်တယ်အဲ့ချိန်မှာကျွန်တော်တို့ fat ကိုသုံးတဲ့အချိန်မှာအစီပါလောင်ကျွမ်းမှုကျွန်တော်တို့ရာခိုင်နှုန်းပို့ပြီးတော့များသွားတယ်အဲ့လိုနည်းနဲ့ကျွန်တော်တို့က fasting လုပ်တာကိုကစားတာတွေများနေတယ်ဆိုရင်ကျွန်တော်တို့ကဒီနည်းကအကောင်းဆုံးပဲ detox လုပ်တယ် detox လုပ်တယ်လို့ပြောလို့ရတာပေါ့နော်ခဏကျွန်တော်တို့ထည့်တဲ့ဟာတွေခဏကိုပုံနေရတယ်ကျွန်တော်ခဏရှင်းထုတ်လိုက်တာဘာလို့ဆိုတော့ပုံတာများလို့ရှိရင်သူကကျွန်တော်ထပ်ပြီးနေတိုင်းစားနေဒါတွေကဆူသွားပြီးတော့နောက်ဆုံးမှာအကုန်လုံးဆူလို့ရတာက fat ပဲအစီတွေကိုပဲသွားအကုန်လုံးပိုသမျှအစီတွေကိုပဲသွားအဲ့တော့ကျွန်တော်တို့က fasting လုပ်ပေးခြင်းအပြင်ကကျွန်တော်တို့ဒီတိန်းထားတဲ့အကောင်တွေအသုံးမလို့တဲ့ကောင်တွေကိုကျွန်တော်တို့ရှင်းပြီးတော့ထုတ်ပြီးတော့သုံးလိုက်တာအဲ့တော့ကျွန်တော်ပြောရရင်အိမ်မှာဆိုရင်တော့ mic ထုတ်တယ်ပေါ့ဗျာ mic ထုတ်တယ်လို့ကျွန်တော်အမိုက်တွေရှင်းပလိုက်တယ်အဲ့လိုမျိုးနီးကြောင်ကျွန်တော်တို့ fasting ကိုအကျိုးရှိသုံးတယ်လို့ရှိရင်ဒီ body transformation နဲ့ fat loss မှာကျွန်တော်အများကြီးကျွန်တော်တို့အတွက်အသုံးဝင်တာပေါ့နော်အဲ့တော့ဒါလေးကိုနားလည်သွားမယ်တင်တယ်အဲ့တော့ကျွန်တော်ဘယ်လိုတွေလုပ်တင်လဲပေါ့နော်ကျွန်တော်ကတော့စချင်းလုပ်မယ်ဆိုရင်အနည်းဆုံးတစ်ပတ်ကို1ရက်လောက်ပဲအကြံပေးတယ်တစ်ပတ်ကို1ရက်လောက်အကြံပေးတယ်ကျွန်တော်ဥပမာည7နာရီနောက်ဆုံးစားတယ်ဆိုလို့ရှိရင်ည7နာရီနဲ့မနက်7နာရီဆိုကျွန်တော်က12နာရီပြီးသွားရင်နေ့လယ်12နာရီနောက်ပိုင်းမှာကျွန်တော်တို့ပြန်ပြီးတော့အစားစားမယ်ဒါကတော့ကျွန်တော်တို့က healthy individual အတွက်ပြောတာကိုယ်မှာကျန်းမာရေး issue တခုရှိတယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆရာဝန်ရဲ့လမ်းညွှန်ချက်ကိုယူပြီးတော့မှဒါကိုလုပ်ကျွန်တော်လုပ်ကြည့်ရလောက်ကတော့အဆင်ပြေတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တခါလေးကျရင်ပို့ပြီးထည့်နေတာရှိတယ်မလိုအပ်ဘဲနဲ့ Okay ဘာလို့အင်ကြီးတွေပြောင်းသွားလဲပုံစံတွေပြောင်းသွားလဲဆိုတော့ကျွန်တော်ရှေ့မှာရိုက်ထားခဲ့တဲ့ဗီဒီယိုရဲ့နောက်ဆုံးပိုင်းကအတန်ပါမသွားဘူးဒါကြောင့်ကျွန်တော်တိုက်ဒီနောက်ထပ်ဗီဒီယိုတင်ဆက်လိုက်တယ်ပေါ့နော် sorry ပါကျွန်တော်တို့ကမလို့အဖဲနဲ့အများကြီးစားနေတဲ့အချိန်မှာခဏကပုံလာပြီးတော့အဲကြောင့်တဖြည်းဖြည်းနဲ့တစ်နှစ်ပြီးတစ်နှစ်ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့စားနေတဲ့အချိန်မှာဘာဖြစ်လာလဲဆိုကြည့်လိုက်ရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာ out of shape ဖြစ်လာတယ်ပုံစံတွေဖြစ်လာတယ်ဝါလာတယ်ဆိုတော့ဒါတွေကြောင့်ပဲဒီကကျွန်တော် detox မလုပ်ဘူးနေ့တိုင်းစားနေတယ်မနက်စားနေတယ်ညစားမနက်စားနေတယ်ညစားဒါတွေစားနေတဲ့အတွက်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့အဲ့လိုတွေဖြစ်လာတာအဲ့တော့ကျွန်တော်တို့ကအစီချမယ် transformation လုပ်မယ်ဆိုရင်ဒီနီးကအရန်ကို effective ဖြစ်တဲ့နည်းအဲ့တော့ဒါလေးကိုလိုက်ပြီးတော့သုံးလို့ရတယ်ဒီလိုမျိုးစနစ်တကျလေးပေါ့နော်ဘလို့ fasting နည်းတွေပဲလုပ်လို့ဘလို့နည်းတွေပဲသုံးကျွန်တော်တို့လုံးဝ universal truth ရှိတယ်ဒါက energy balance ကျွန်တော်တို့စားတဲ့နေ့တာပမာဏတဲ့ပိုစားရင် weight တက်မယ် short စားရင် weight ကျမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ training တွေကျွန်တော်စားတဲ့ nutrition quality နဲ့ပေါင်းပြီးတော့အစီကြတယ်ကျွန်တော် muscle တိဆောက်တယ်ဆိုတာဖြစ်တာအဲ့တော့16နာရီအစာဖြတ်တယ်8နာရီပဲအစားစားတယ်အဲ့ဒီ8နာရီအတွင်းမှာစားတာကကျွန်တော်တို့စားတဲ့ပမာဏတက်ပိုနေတယ်ဆိုရင်ဒါကကြောက်ဖို့မရှိဘူးဒီချက်ကိုတော့သိဖို့လိုတယ်နောက်ဆုံးနိုင်20ဖြတ်ပြီး4နာရီအတွင်းမှာပဲစားရဆိုတော့အဲ့ဒီ4နာရီအတွင်းမှာခင်ဗျားကစားတဲ့တက်ပိုစားနေလို့ရှိရင်ကြောက်ဖို့မရှိဘူးဒါ universal truth okay အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတွေအကျိုးရှိမယ်ဆိုရင်ကျွန်တော် YouTube မှာလည်း subscribe လုပ်တော့ပေးလို့ရတယ် Facebook မှာလည်းမိတ်ဆွေတွေသိအောင်ပြန်ပြီး sharing လုပ်ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ဝင်းထွန်းပါ